ဇလန်းအစမှာတော့မီဆာဆိုတဲ့ကောင်မလေးကငကြောင်၃ကောင်ကိုအဝတ်တွေတေချာဝတ်စပင်းတွေတေချာထားဆိုပြီးစုလိုက်ပါတယ်တကယ်တော့မီဆာဟာကြောင်းတန်းခေါင်းဆောင်ဖြစ်ပြီးတော့အဲ့လိုဖြစ်အောင်လဲတေချာစူးစမ်းခဲ့တာဖြစ်ပါတယ်အဲ့နောက်အလုံးမလုံးချင်လို့မိန်းကလေးတယောက်ကိုခိုင်းနေတဲ့ငကြောင်၃ကောင်ကိုတွေ့တော့အလုပ်ကိုတေချာလုပ်ဆိုပြီးစုလိုက်လို့ထွက်ပြေးသွားကြပါတယ်အဲ့နောက်အခြားတစ်ဖက်မှာမိန်းကလေးတယောက်ကိုညင်းနေတဲ့ယူဆူအီဆိုတဲ့ကောင်လေးကိုလည်းမိန်းကလေးကိုငိုအောင်လုပ်လို့စုလိုက်ပါသေးတယ်အဲ့နောက်မီဆာအိမ်ကိုလာတော့အိမ်ကဝင်တာနဲ့တကားပြတ်သွားပြီးအထဲဝင်တော့လဲကျမ်းပြင်ပေါက်သွားပါတယ်သူမညီမတယောက်လည်းရှိပြီးအမေတယောက်လည်းရှိပါတယ်သူအမေလာစာကမလောက်တာကြောင့်မေကဖေးဆိုတဲ့ဆိုင်မှာအချိန်ပိုင်းဝင်လုံနေတာဖြစ်ပါတယ်အဲ့နောက်အမိုက်ပြစ်နေတဲ့မီဆာကိုယူတူအီကတွေ့သွားလို့ចောင်းကလူတွေတီးသွားတော့မယ်ဆိုပြီးမီဆာကစိတ်ပူနေပါတယ်အဲ့နောက်အလုပ်ပြန်တဲ့အချိန်မှာလဲယူဆူအီကစောင့်နေလို့မိသားစုအခြေအနေစင်မပြေလို့ဝင်လုံနေတာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့နောက်မီတာចောင်းကိုရောက်တဲ့အခါမှာတော့ចောင်းကဘယ်သူမသိသေးလို့ယူဆူအီမပြောသေးဘူးလားဆိုပြီးစဉ်းစားနေပါတယ်အဲ့အချိန်မှာပဲမီဆာတငယ်ချင်းတစ်ယောက်ကအကူအညီလိုတယ်ဆိုပြီးလက်ဝဲထိုးတဲ့ဟာကိုရွှေ့ဖို့လိုတယ်ပြောလို့မီဆာကမပြီးတော့ယောက်ျားလေးတွေကိုတဲခိုင်းလိုက်ပါတယ်အဲ့နောက်အဝေးကကြည့်နေတဲ့ယူဆူအီကိုလည်းတွေ့သွားပြီးသူ့တငယ်ချင်းနှစ်ယောက်ကယူဆူအီကကျောင်းမှာပေါ်ပြူလာဖြစ်ပြီးဘယ်မင်းကလေးကိုမှသဘောမကျဘူးပြောနေလို့မီဆာကအဲအကြောင်းသူ့အကြောင်းကိုစိတ်မဝင်စားဘူးထင်တယ်ဆိုပြီးတွေးလိုက်ပါတယ်ဒါပေမဲ့ကော်ဖီဆိုင်မှာလုံနေတော့မှပဲယူဆူအီကဝင်လာလို့ကြိုးဆိုနေရပါတယ်အဲ့နောက်ယူဆူအီကမီဆာကိုပဲလိုက်ကြည့်နေလို့ကောင်းလေးလားဆိုပြီးထင်နေကြပါတယ်အဲ့နောက်တစ်ရက်မှာလည်းယူဆူအီကထက်လာနေပြီးမီဆာကိုပဲကြည့်နေလို့မီဆာနည်းနည်းရင်ခုန်သွားပါတယ်အဲ့နောက်ကျောင်းမှာမီဆာကအလုပ်တွေရှုပ်နေလို့ယူဆူအီကအလုပ်တွေနည်းနည်းလောက်ချုပ်ဖို့ပြောနေတော့မီဆာလဲကျသွားလို့ကူလိုက်ပေမဲ့အကူညီမလို့ဘူးပြောလိုက်ပါတယ်အဲ့နောက်ဆိုင်နောက်မှာယူဆူအီစကားတွေစဉ်းစားနေတော့ငန်ကြအောင်သုံးကောင်ရောက်လာပြီးအတန်းခေါင်ဆောင်စုကကျောင်းမှာပြမယ်ဆိုပြီးဓာတ်ပုံရိုက်ကလက်ပါကိုဆွဲနေတော့ယူဆူအီရောက်လာကချစ်စရာလေးဆိုပြီးလာမတိနဲ့ပြောလို့မီဆာလဲရင်ခုန်သွားပြီးငါကြောင့်သုံးကောင်လဲထွက်ပြေးသွားပါတယ်အဲ့နောက်မီဆာအဲ့ရကနိုးလာပြီးသူ့အမေကဒီနေ့တရက်နားလိုက်ဖို့ပြောလို့နားလိုက်ပါတယ်အဲ့နောက်ယူဆူအီနဲ့မီဆာတို့ကျောင်းခေါင်မှုမှာတွေ့ကြပြီးယူဆူအီကငါကြောင့်သုံးကောင်ကိုမီဆာအလုပ်ကိုမပြောဘူးမှထားတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မီဆာကမနေ့ကအတွက်ပါကျေးဇူးတင်တယ်ပြောပြီးဘလို့ပြန်ဆက်ရမှလည်းမသိဘူးဆိုကယူဆူအီကိုစင်စားခိုင်းနေလို့ယူဆူအီကသူ့ရဲ့တနေ့တီးတက်အစီခံလေးလုပ်ဖို့ပြောကအပိုင်းတလဲပြီးသွားပါတော့တဲ့ကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်